င်္ဂလာပါဗီဒီယိုမှာကြိုဆိုပါရစေဒီနေ့မှာတော့အာကာသအကျဉ်းထောင်ကိုဖောက်ကြမဲ့ Lock Out ဆိုတဲ့ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးသွားမှာပါထိတ်တန့် CIA agent တယောက်ဟာအထင်လွဲခံရပြီးဘယ်သူမှမလွတ်မြောက်နိုင်သလိုတခါမှလည်းထောင်ဖောက်ပြေးမှုတွေမရှိခဲ့ဘူးတဲ့အသေးထိတ်စရာအာကာသအကျဉ်းထောင်စီမှာအဖမ်းခံခဲ့ရတယ်ဒါပေမဲ့ထောင်ထဲမှာရုပ်သေးဖြစ်အောင်ဖန်တီးခဲ့တဲ့ဖြစ်ပျက်တစ်ခုကြောင့်ဇလိုက်ကျော်ကြီးအနေနဲ့အဲ့ဒီအကျဉ်းထောင်တွေကနေလွတ်မြောက်အောင်နီလန်ရှာရတော့တာပါဒါတွေမကသေးပါဘူးသမရကြီးရဲ့သမီးဖြစ်သူကလည်းအဲ့ဒီထောင်ထဲမှာရှိနေတဲ့ခါမှာတော့အသက်နဲ့ရင်ပြီးစွန့်စားရမယ်စွန့်စားခန်းတွေကြားသူတို့ဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုတော့အစီအစဉ်မစားတင်ခင်မှာတော့ရှေ့ဆက်တင်ဆက်ဖို့အတွက်ခွန်အားဖြစ်စေဖို့တရားကိုလိုက်တစ်ချက်မန်တကြားလုံးရေးပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ပြီးရင်တော့အစီအစဉ်လေးကိုစတင်လိုက်ကြရအောင်ပါဇလန်အစဇလိုက်ကျော်ကြီးစနိုးလို့ခေါ်တဲ့ CIA agent ဟောင်းတယောက်ဟာလက်ရှိမှာတော့ဖမ်းဆီးထိန်းသိမ်းခံထားရပြီးစကော့လို့ခေါ်တဲ့အရာရှိတယောက်ရဲ့စစ်ဆေးမေးမြန်းမှုကိုခံနေရတာပါစကော့ကစနိုးကိုဝါရှင်တန်မှာဘာလုပ်နေလဲဆိုပြီးမေးမြန်းခဲ့တယ်တကယ်တော့အဲ့ဒီညတုန်းက Frank လို့ခေါ်တဲ့ CIA agent တယောက်ဟာလျှို့ဝှက်ချက်လက်တွေအပြည့်ရှိတဲ့လက်ဆွဲအိတ်တစ်လုံးကိုယူသွားခဲ့တာပါဒါပေမဲ့ Frank ဟာအစိုးရကိုတန်တရားဝင်လာတဲ့အတွက်စနိုးကိုပါသူနဲ့အတူခေါ်လာခဲ့တယ်အခြေအနေကလည်းသူထင်တဲ့အတိုင်းဖြစ်လာခဲ့ပြီး Frank ရောစနိုးပါသစ္စာဖောက်ခံလိုက်ရက Frank ဟာအခင်းဖြစ်ပွားတဲ့နေရာမှာတင်သေဆုံးသွားခဲ့ရတယ်စနိုးကတော့သူ့စီးနှင်းဝင်ရောက်လာတဲ့စစ်သားတွေကိုအကုန်လုံးရှင်းပစ်လိုက်ပါတယ် Frank မသေးခင်မှာတော့စနိုးကိုဒီလက်ဆွဲအိတ်ကိုကောင်းကောင်းသိမ်းထားဖို့နဲ့ဘယ်သူကိုမှမပေးမိစေဖို့တေချာမှာခဲ့တယ်စနိုးရဲ့လက်ဆွဲအိတ်ကိုမြန်ယူပြီးအခန်းထဲကနေပြေးထွက်ခဲ့ရတယ်ဘာလို့လဲဆိုတော့အခုချိန်မှာတော့စစ်တပ်ရဲ့စစ်ကူတွေရောက်လာနေပြီမို့လို့ပါသူက Miss လို့ခေါ်တဲ့သူ့ရဲ့တငယ်ချင်းစီကိုဆက်သွယ်ခဲ့ပြီး Miss ကစနိုးကိုမြေအောက်ယထာဘူရာယုံစီပြေးဖို့ပြောခဲ့တယ်ဘာလို့လဲဆိုတော့စစ်တပ်ကစနိုးရဲ့တီနီယာကိုခြေရာခံမိသွားပြီမို့လို့ပါဒါနဲ့စနိုးကမြေအောက်ယထာဘူရာယုံစီထွက်ပြေးခဲ့တယ်ဒါပေမဲ့ဘူရာယုံတဲကိုစစ်သားတွေအများကြီးဝင်ရောက်ဝိုင်းရံလာတဲ့အတွက်သူဘယ်လိုမှမလွတ်နိုင်တော့ဘူးဆိုတာကိုစနိုးသိလိုက်ရတယ်အဲ့ဒီချိန်မှာစနိုးရဲ့တငယ်ချင်းဖြစ်သူ Miss ကတော့ယထာပေါ်မှာစောင့်နေခဲ့တာပါဒါနဲ့စနိုးကအိတ်ကို Miss ကိုလှမ်းပစ်ပေးလိုက်ပြီးကာကွယ်ခိုင်းထားလိုက်တယ်ဒါတွေကပြီးခဲ့တဲ့ဖြစ်ပျက်တွေဖြစ်ပါတယ်ဒီချင်းတွေကိုစစ်ဆေးမေးမြန်းနေတဲ့ Scott ကတော့စနိုးရဲ့တငယ်ချင်းနဲ့မန်ကိုသိချင်နေပေမဲ့လည်းစနိုးကတော့ဘယ်လိုမှမပြောပြခဲ့ပါဘူးဘာလို့လဲဆိုတော့သူသာပြောလိုက်ရင် Miss တရားမှာတေချာလို့ပါပဲအဲ့ဒီနောက်မှာ Harry လို့ခေါ်တဲ့အရာရှိတယောက်ရောက်လာပြီး Scott ကိုစနိုးနဲ့သူကိုယ်တိုင်စကားပြောခွင့်ပေးဖို့တောင်းဆိုခဲ့တယ်စနိုးရဲ့မြင်မှာတော့ Harry ကလူကောင်းတယောက်လို့ထင်ရတယ်ဒါကြောင့်လဲစနိုးက Harry ကိုသူ့အတွက်ပစ္စည်းတစ်ခုသွားယူပေးဖို့ပြောခဲ့တယ်ဒါပြင် Harry ဆက်လက်ရှာဖွေနိုင်ဖို့အတွက် Miss ရဲ့နာမည်ကိုလည်းတဲလွန်စအနေနဲ့ရေးပေးလိုက်တယ်ဘာလို့လဲဆိုတော့ Miss ကိုတွေ့ရင်စနိုးရှာခိုင်းထားတဲ့လက်ဆွဲအိတ်ကိုလည်းရှာတွေ့မှာမို့ပါတစ်ဖက်မှာတော့ Miss ကစနိုးစီကနေအိတ်ကိုရပြီးတဲ့နောက်ဘူရာယုံတစ်ခုမှဆင်းပြီးအဲ့ဒီအိတ်ကိုလော်ကာတစ်ခုတည်းထည့်သိမ်းထားခဲ့တယ်ဒါပေမဲ့ဘူရာယုံကလုံခြုံရေးဝန်ထမ်းက Miss ပစ္စည်းမေးကြံခဲ့တယ်လို့ထင်ပြီးလှမ်းဆွဲထားလိုက်တယ်ကန်ဆိုးချင်တော့ Miss ရဲ့တနက်ကကြမ်းမြင့်မော်ပြုတ်ကျပြီးမတော်တဆကြည်ထွက်ကနောက်ထပ်ဝန်ထမ်းတစ်ယောက်ကိုကြီးစံမှန်သွားခဲ့တာပါဒါကြောင့်တခြားဝန်ထမ်းတစ်ယောက်က Miss ကိုပြန်လဲပစ်ခတ်လိုက်ပြီးတဲ့ထိမှန်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့ဇလန်ကသမရကြီးရဲ့သမီးဖြစ်သူ Emily စီကိုရောက်ရှိသွားခဲ့ပါတယ် Emily ကလက်ရှိမှာစနိုးကိုပို့ဆောင်ပေးမဲ့ MS1 ကျင်းထောင်စီမံကိန်းကိုတွားရောက်လေ့လာဖို့ခရီးနှင်နေတာပါဒီကျင်းထောင်မှာတော့ရာဇဝတ်မှုကျူးလွန်တာလိမ်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်တာဒါမှမဟုတ်ထောင်ဖောက်ပြေးတာမျိုးတွေတခါမှကိုမရှိခဲ့ဘူးဘာလို့လဲဆိုတော့သူတို့ကအကျဉ်းသားအားလုံးကိုအိတ်ဆေးထိုးပြီးအေးခဲပိတ်လောင်ထားတဲ့အဆင့်မြင့်နီးလန်းကိုတုံးထားတာကြောင့်အကျဉ်းထောင်တွေကအကျဉ်းသားအားလုံးဟာလုံးဝသတိလစ်မေ့မျောနေကြရလို့ပဲဖြစ်ပါတယ်နားထောင်ကြည့်ရင်တော့အကျဉ်းသားတွေတောင်းကျမ်းတာမျိုးမရှိလို့ဒီအကျဉ်းထောင်ကကောင်းမလို့ရှိပေမဲ့အေးခဲထားတဲ့စနစ်ကအုံနောက်ကိုထိခိုက်စေပြီးအေးခဲခံထားရမှုတဲ့အကျဉ်းသားတွေဟာပို့ပြီးတော့ကြမ်းတမ်းလာသလိုတချို့ဆိုရင်ယူသွတ်သွားတာမျိုးထိဖြစ်စေနိုင်တယ်အခုတော့သူတို့ဟာဒီအကျဉ်းထောင်ကိုရောက်ရှိလာခဲ့ကြပြီဖြစ်ပြီးအကျဉ်းထောင်ရဲ့နာမည်ကတော့ MS1 ပဲဖြစ်ပါတယ်ဒီကျင်းထောင်ဟာနေအောင်ကြီးစွမ်းရည်နဲ့လဲပတ်ပြီးအောက်ဆီဂျင်ကိုလည်း24နာရီလုံးကိုယ်တိုင်ထုတ်ပေးတယ်။ဒါအပြင်ကျူးကျော်သူတွေကိုကာကွယ်ဖို့အတွက်ပတ်လည်းပြစ်ခတ်နိုင်တဲ့အမြောက်စနစ်တွေလည်းရှိသေးတယ်။ပြောရရင်တော့ဒီထဲကိုဝင်ဖို့ကအလွန်ကိုခက်ခဲလာသလိုပြန်ထွက်ဖို့ဆိုရင်တော့ပိုလို့တောင်ခက်ခဲသေးတယ်လို့ဆိုရမယ်။အဲ့ဒီနောက်မှာတော့ထောင်ပိုင်ကအမ်မလီကိုအကျဉ်းသားတွေစုပေါင်းထားတဲ့ကျင်းကန်းစီခေါ်သွားပြီးလိုက်လံပြသခဲ့တယ်။ဒီခန်းထဲမှာအကျဉ်းသားပေါင်း900ကျော်ဝင်ဆန့်ပြီးအကျဉ်းသားတိုင်းကကပ်စွန်းဘူးတွေထဲမှာအေးခဲခံထားရတဲ့ခြေနေနဲ့ရှိနေကြတယ်။အဲ့ဒီနောက်ထောင်ပိုင်ကြီးကအမ်မလီတို့ပြသစရာတခုပြင်ဆင်ပေးခဲ့တယ်။အဲ့ဒါကတော့အေးခဲခံထားရတဲ့ကျင်းသားတယောက်ကိုအမ်မလီကလူတွေ့မေးမြန်းခန်းလုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်သူမကိုအခန်းတစ်ခန်းမှာအရင်သွားဆောင်ခိုင်းပြီးနောက်ထောင်ပိုင်ကြီးကအမ်မလီနဲ့စကားပြောနိုင်အောင်အကျဉ်းသားတယောက်ရဲ့အေးခဲစနစ်ကိုပယ်ဖြတ်ပြီးပြန်ထုတ်ပေးခဲ့တယ်။ဇလန်ကကဘာမြေပေါ်ကိုပြန်ရောက်လာခဲ့ပြီးအရာရှိစကော့ကစနိုးစီကိုရောက်လာကသူဟာ MS1 အကျဉ်းထောင်ကိုသွားရတော့မယ်လို့လာပြောခဲ့တယ်။စနိုးရဲ့ပြစ်ဒဏ်ကတော့နှစ်ပေါင်း30တိအေးခဲခံရမှာပဲဖြစ်ပါတယ်။မကြခင်မှာပဲစနိုးကိုအေးခဲစေမဲ့လုပ်ငန်းစဉ်ကစတင်လာခဲ့ပြီးအမ်မလီဘက်မှာတော့သူမဟိုက်ဒဲလို့အမည်ရတဲ့ကျင်းသားတစ်ယောက်ကိုလူတွေ့မေးမြန်းနေခဲ့တယ်။ဟိုက်ဒဲဟာအရန်ကိုရန်လိုပြီးဒေါသအရန်ကြီးတဲ့လူတစ်ယောက်ဖြစ်ပါတယ်
သူကအမ်မလီကိုမဖွဲမရစကားတွေနဲ့ရည်တက်ပြောကတစ်ချိန်လုံးရန်စပေးနေခဲ့တာကြောင့်အမ်မလီရဲ့တက်တော်ဆောင်ဖြစ်တဲ့ဟော့ကသီးမခံနိုင်တော့ပဲဟိုက်ဒဲရဲ့ခေါင်းကိုကြမ်းပြင်းနဲ့ဖိဆွဲချပစ်လိုက်တော့တယ်။ဒါပေမဲ့ဟော့တယောက်ဒါဟိုက်ဒဲရဲ့အကွက်ဆင်မှုပဲဆိုတာကိုလုံးဝမသိချခဲ့ဘူး။ဟိုက်ဒဲကကိုကုန်းလိုက်ပြီးဟော့ရဲ့ခြေချင်းမှာပတ်ထားတဲ့တနက်ကိုလူယူလိုက်တယ်။ပြီးတော့အဲ့ဒီခန်းထဲမှာရှိနေတဲ့အဆောင်တွေအားလုံးကိုပြစ်တက်ပြီးမရနာလန်ကြွားမြန်းစီခဲ့တယ်။အဲ့ဒီနောက်မှာတော့အခန်းထဲမှာပောက်ကွဲမှုတစ်ခုပါဖြစ်ပွားခဲ့ပြီးပောက်ကွဲမှုကြောင့်လူတိုင်းပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ကြတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအမ်မလီကတော့တစုံတရာထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ဘူး။သူမအရေးပေါ်ချက်ပီကလပ်ကိုနှိပ်ပြီးအမြန်ပြေးထွက်သွားခဲ့ပြီးထိန်းချုပ်ရေးခန်းထဲကိုပြေးဝင်ပုံအောင်ခဲ့ပေမဲ့ဟိုက်ဒဲကသူမကိုထက်ချက်မကွာလိုက်လာပြီးအဲ့ဒီခန်းကိုထိန်းချုပ်နေတဲ့သိပ္ပံပညာရှင်တယောက်နဲ့တိုးမိသွားခဲ့တယ်။ဟိုက်ဒဲကပြောစရာကစားပွဲတစ်ခုလိုသဘောထားပြီးအကျဉ်းသားထိန်းချုပ်သူကိုအကျဉ်းခန်းတကားတွေအားလုံးဖွင့်ပေးဖို့ချိန်ချောက်ခိုင်းစေခဲ့တယ်။အခုတော့အကျဉ်းသားတွေအားလုံးအကျဉ်းခန်းတွေကနေလွတ်မြောက်လာခဲ့ကြတာကြောင့်တကယ်ကိုဗရန်ပရာတွေဖြစ်ကုန်ပြီဖြစ်ပြီးအဲ့ဒီထဲမှာပြဿနာအရှာနိုင်ဆုံးကျင်းသားတယောက်ကတော့ LS ပါပဲအကျဉ်းသားတွေအားလုံးလွတ်ထွက်လာပြီးတဲ့နောက်မှာတော့ရင်တစည်းလုံးဖျို့ဖျဲဖြစ်ပြီးရုံရင်ဆန်ခတ်မှုတွေချက်ချင်းဖြစ်ပွားလာခဲ့တယ်အကျဉ်းထောင်ဆောင်ဟာတောင်းကျမ်းနေတဲ့ကျဉ်းသားတွေကိုပြန်လည်ခုခံမှုလက်နက်တွေကိုကင်ဆွဲပြီးတိုက်ခိုက်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီလိုတောင်းကျမ်းနေတဲ့ကျဉ်းသားတွေအားလုံးကိုအုပ်ချုပ်ကုတ်ကဲနေတဲ့သူကတော့လူစိုးကောင်းဆောင် LS ပါပဲ LS ဟာကျဉ်းသားတစ်တိုက်ကိုဥဆောင်ပြီးထိန်းချုပ်ရေးခန်းစီကိုရောက်လာခဲ့တယ်အဲ့ဒီမှာပဲအမ်မလီကိုဖမ်းဆီးထားတဲ့ဟိုက်ဒဲနဲ့တွားတွေ့ခဲ့တယ်အဲ့ဒီချိန်မှာဟိုက်ဒဲကအမ်မလီကိုအာရမကျင်းမှုစ조사နေတာကြောင့် LS ကဟိုက်ဒဲကိုအမ်မလီအနာကနေဆွဲဖယ်လိုက်ပြီးငါတို့တွေဒီလိုအဓိပ္ပာယ်မရှိတာတွေလုပ်ဖို့အချိန်မရှိဘူးနောက်ထပ်မကြခင်နိုင်ပိုင်းအတွင်းမှာစစ်ကူတွေရောက်လာကြတော့မှလို့ပြောခဲ့တယ် LS ကဒီနေရာရဲ့စနစ်တွေအကြောင်းကိုကောင်းကောင်းသိထားပုံရတယ်အဲ့ဒီနောက်မှာတော့သတိပေးတဲ့တွေထွက်သွားခဲ့လို့အချင်းတွေကိုလာရောက်စစ်ဆေးဖို့ကင်းလှည့်ရင်တစ်စင်းထောင်ပေးနာစီကိုရောက်လာခဲ့တယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ဟိုက်ဒဲကအမြောက်တွေကိုဖွင့်ပြီးအဲ့ဒီကင်းလှည့်ရင်ကိုပစ်ချဖို့အတွက်ခလုတ်ကိုနှိပ်ဖို့ပြင်ခဲ့တယ်ဒါပေမဲ့ LS ကဟိုက်ဒဲကိုလုံးဝမလုပ်ဖို့တားမြစ်ခဲ့တယ်ဒါပေမဲ့လည်းသိုးသွမ်းပြီးယူးကြောင်ကြောင်နိုင်လှတဲ့ဟိုက်ဒဲကတော့ခလုတ်ကိုချက်ချင်းနှိပ်ချလိုက်တာကြောင့်အပြန်အလှန်ပြစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့ပြီးအခုတော့စစ်ကူတပ်ဖွဲ့တွေကဒီအကျဉ်းထောင်ကြီးတစ်ခုလုံးအသိမ်းပိုက်ခံလိုက်ရပြီးဆိုတာကိုသိသွားခဲ့ကြပါပြီဒါကတော့ LS မဖြစ်ချင်ဆုံးသောအရာပါပဲသူကအရန်ကိုဒေါသထွက်သွားပြီးဟိုက်ဒဲရဲ့မျက်နှာကိုချက်ချင်းထိုးပစ်လိုက်သလိုအခုချိန်မှာဒီကစားပွဲကိုထိန်းချုပ်ထားတာသူကိုယ်တိုင်ပဲဖြစ်တာကြောင့်နောက်တစ်ခါဒါမျိုးထပ်မလုပ်ဖို့သတိပေးခဲ့တယ်အဲ့ဒီနောက်မှာတော့ဇလန်ကကဘာမြေစီကိုပြန်လဲရောက်ရှိလာခဲ့တယ်စကော့နဲ့ဟာရီတို့ဟာသမရစီကိုသွားရောက်ပြီးသူတို့ရဲ့အကောင်းဆုံးအာဃာတအကျဉ်းထောင်ကြီးအသိမ်းပိုက်ခံလိုက်ရပြီဖြစ်ကြောင်းနဲ့သမရရဲ့သမီးဖြစ်သူပါထောင်ထဲမှာပိတ်မိနေတယ်ဆိုတဲ့အကြောင်းသတင်းပို့ခဲ့တယ်အဲ့ဒီမှာဟာရီအကြံပေးခဲ့တာကတော့သမရအနေနဲ့လူတိုင်းရဲ့အသက်ကိုကယ်တင်ချင်တယ်ဆိုရင်တော့လူတစ်ယောက်တည်းကိုပဲလှုပ်ဖို့အကြံပြုချင်တယ်ဒါပေမဲ့အခြေအနေကိုအမြန်ဆုံးထိန်းချုပ်ချင်လို့အကျဉ်းထောင်ကိုတိုက်ခိုက်မယ်ဆိုရင်တော့ထောင်ထဲကလူတွေနဲ့အမ်မလီပါအသက်ရှင်ဖို့လမ်းမရှိနိုင်ဘူးလို့ပြောခဲ့တယ်ဒါကြောင့်အမ်မလီကိုအဲ့ဒီအကျဉ်းထောင်ကနေကယ်ထုတ်ဖို့ဆိုတဲ့တီးသန့်အမိန့်ပေးချက်နဲ့လျှို့ဝှက်မစ်ရှင်တစ်ခုစတင်ခဲ့ပြီးအဲ့ဒီထဲကိုသွားရမယ့်သူကတော့စနိုးပဲဖြစ်လာတယ်ဒီမစ်ရှင်ကအရန်ကိုအန်ရများလွန်းတာကြောင့်စနိုးကလည်းလက်မခံချင်ခဲ့ပါဘူးဒါပေမဲ့ဟာရီကစနိုးရဲ့ချစ်ဆုံးတငယ်ချင်းဖြစ်သူမစ်ကလည်းအဲ့ဒီထောင်ထဲမှာရှိနေတယ်လို့တီတိုပြောခဲ့တာကြောင့်စနိုးလည်းအဲ့ဒီအလုပ်ကိုလက်ခံဖို့သဘောတူလိုက်ရတယ်အဲ့ဒီနောက်စနိုးလည်း MS1 အာဂါသအကျဉ်းထောင်စီကိုစတင်ထွက်ခွာလာခဲ့တယ်စကော့ကစနိုးကိုအမ်မလီဟာအသက်မသေးသေးပေမဲ့သွေးထွက်လွန်နေတယ်လို့ပြောပြခဲ့တယ်ပြီးတော့စနိုးအနေနဲ့ထောင်ထဲကိုဝင်ပြီးအမ်မလီကိုကယ်တင်နိုင်ခဲ့ရင်သူမကိုပြင်စမထက်စီကိုခေါ်သွားဖို့အဲ့ဒီမှာမြေပုံထဲမှာဖော်မပြထားတဲ့အရေးပေါ်ကယ်ဆယ်ရေးယာဉ်ရှိနေပြီးဘယ်သူမှမသိအောင်အဲ့ဒီယာဉ်နဲ့လွတ်မြောက်အောင်ထွက်ပြေးရုံပဲလို့ညွှန်ကြားခဲ့တယ်အဲ့ဒီနောက်သူတို့တွေလည်းစစ်စင်ရေးဌာနချုပ်စီကိုရောက်ရှိလာခဲ့ကြတယ်စကော့ကဌာနချုပ်ကိုရောက်တာနဲ့အချင်းတောင်စီကိုချက်ချင်းဆက်သွယ်ခဲ့ပြီး LS ကစကော့နဲ့စကားပြောခဲ့တယ်ဒါပြင်အခုချိန်မှာအမ်မလီကဆရာဝန်မလေးဖြစ်နေဟန်ဆောင်နေပြီး LS ရဲ့တန်ရာကိုဆေးထည့်ပေးနေခဲ့တာတွေ့ရတယ်LS ကစကော့ကိုသူတို့နဲ့စေးစပ်ညှိနှိုင်းဖို့လိုလားနေပြီးအကယ်၍မညှိနှိုင်းဘူးဆိုရင်တော့လူတွေကိုတယောက်ပြီးတယောက်တပ်ပစ်မယ်လို့ပြောခဲ့တယ်ပြီးတော့ပထမဆုံးပြစ်အဆောင်ဝင်တဲ့တယောက်ကိုဆွဲခေါ်လာပြီးအာကာသာတွေကိုပြစ်လွတ်လိုက်တာကြောင့်ဝန်တန်းကမြအာကာသာဟင်းလင်းပြင်ထဲမှာပဲအေးခဲပြီးမရနာလန်းကြွမြန်းသွားခဲ့ရတယ်တစ်ဖက်မှာလည်းစနိုးက LS တို့တတိုက်ဟာအမ်မလီကိုသမဒရဲ့သမီးမှန်မသိသေးဘူးဆိုတာကိုသတိထားမိခဲ့တယ်ဘာလို့လဲဆိုတော့သူတို့သာသိခဲ့ရင်တော့သူမကိုတစားခံဖြစ်နေသုံးပြီးစေးစပ်ညှိနှိုင်းဖို့ပြောနေကြမှာမို့ပဲဒါကြောင့်ဟာရီကစနိုးကိုသူတို့တွေအမ်မလီအကြောင်းမရိပ်မိခင်မှာထောင်ထဲကိုအမြန်ဆုံးဝင်သွားဖို့ပြောခဲ့တယ်ဒါပေမဲ့စကော့ကတော့အကြံတစ်ခုထုတ်ခဲ့တယ်အဲ့ဒါကတော့သူကစေးစပ်ညှိနှိုင်းမဲ့သူတယောက်ကိုအာကာသရင်နဲ့လှုပ်လိုက်မှဖြစ်ပြီးစနိုးကိုတော့ရင်ရဲ့အပြင်ဘက်မှာကတ်လိုက်သွားစီကတခုခုဖြစ်လာရင်အရန်အစီအစဉ်ဖြစ်နေအသုံးပြုဖို့ပဲဖြစ်တယ်အဲ့ဒီနောက်မှာတော့စေးစပ်ညှိနှိုင်းရေးသမားဟာ LS နဲ့စကားပြောဖို့အတွက်ဝင်ရောက်သွားခဲ့တော်တယ်စေးစပ်ညှိနှိုင်းရေးသမားကအစိုးရအနေနဲ့ LS တို့အုပ်စုကိုလှုပ်ပေးဖို့သဘောတူတယ်လို့ပြောခဲ့တယ်ဒါပေမဲ့ LS နဲ့သူ့ရဲ့အပေါင်းဖော်9ယောက်6ယောက်လောက်ကိုပဲထောင်ဖောက်ပြေးတဲ့ပုံစံမျိုးနဲ့ဖန်တီးပြီးလှုပ်ပေးမှာပါ
အဲ့ဒီအပေးယူအတွက်တစားကန်တယောက်ကိုပြန်လွှတ်ပေးရမှာဖြစ်ပြီးဘယ်သူပဲဖြစ်ဖြစ်ရပေမဲ့ဒဏ်ရာရထားတဲ့အမျိုးသမီးတယောက်ဆိုရင်တော့ပိုကောင်းတယ်လို့ပြောခဲ့တယ်။ဒဏ်ရာရထားတဲ့အမျိုးသမီးတစားကန်တွေထဲမှာအမ်မလီတယောက်ပဲရှိတာမို့အဲလက်စ်ကအမ်မလီကိုရွေးချယ်ပြီးစေစံညှိနှိုင်းရေးသမားကြီးကိုလွှဲပေးဖို့သဘောတူခဲ့တယ်။အဲ့ဒီစီစဉ်ဟာလည်းအောင်မြင်ခါနီးဖြစ်နေပြီးဒါပေမဲ့ဟိုက်တဲကအဲ့ဒီလူဟာအမ်မလီဖြစ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမကိုလှုပ်မပေးနိုင်ဘူးဆိုပြီးညှင်းဆန်ခဲ့တယ်။ပြီးတော့ဘေးနားကတခြားမျိုးသမီးတယောက်ကိုတနက်နဲ့ပြစ်ချလိုက်ပြီးဒီမှာလေဒဏ်ရာရတဲ့သူလိုချင်ရင်ငါရှာပေးလိုက်ပြီလို့ပြောခဲ့တယ်။တစ်ဖက်မှာလည်းအစီအစဉ်ပြတ်သွားပြီဆိုတာကိုဟာရီကကြားလိုက်ရတဲ့အတွက်စနိုးကိုအာကာသယင်ထဲကိုဝင်ဖို့အမြန်ဆုံးညွှန်ကြားလိုက်တော့တယ်။ဒါပေမဲ့စနိုးတက်တစိတ်ခိုးဝင်သွားတဲ့အချိန်မှာအဲလက်စ်တပည့်တွေကမြင်သွားပြီးအဲလက်စ်ကိုသတင်းပို့လိုက်ကြတယ်။ဒါနဲ့အဲလက်စ်လည်းဒါဟာသူတို့ကိုလှည့်စားတဲ့အစီအစဉ်မှန်သိသွားခဲ့တယ်။စေစံညှိနှိုင်းရေးသမားကိုယုံကြည်မိခဲ့တဲ့အဲလက်စ်တယောက်အရန်ကိုဒေါသထွက်ပြီးစေစံညှိနှိုင်းရေးသမားတွေကိုချက်ချင်းပဲငရဲပြစ်ပို့လိုက်ပြီးဘယ်သူမှဒီနေရာကနေမထွက်သွားစေရဘူးလို့ပြောလိုက်တယ်။ပြီးတော့အဲလက်စ်ကဟိုက်တဲကိုစနိုးနောက်ကိုချက်ချင်းအမဲလိုက်ဖို့နဲ့အတုံးမကျတဲ့မင်းလိုကောင်ကဘာပဲဖြစ်ဖြစ်အတုံးဝင်တာတစ်ခုခုလှုပ်ပြဖို့အမိန့်ပေးလိုက်တယ်။ဟိုက်တဲထွက်သွားတာနဲ့အဲလက်စ်ရဲ့အပေါင်းဖော်တွေကငါတို့ဘာလို့အဲ့ဒီကောင်ကိုတတ်မပစ်လိုက်တာလဲလို့မေးတော့အဲလက်စ်ကအဲ့ဒီဟိုက်တဲဟာသူ့ရဲ့ညီအရင်ခောက်ခောက်ဖြစ်နေလို့ပဲလို့ပြန်ပြောခဲ့တယ်။ချိန်ထဲမှာပဲစနိုးကတော့အာကာသယင်ထဲကိုအောင်မြင်စွာနဲ့ခိုးဝင်နိုင်ခဲ့ပါပြီ။ဒါပေမဲ့ကန်ဆိုးတာတစ်ခုကရှိနေသေးတယ်။အဲ့ဒါကတော့အမ်မလီဟာသမ္မတရဲ့သမီးဖြစ်နေမှန်းအဲလက်စ်ကသိသွားတာပဲ။ဘာလို့လဲဆိုတော့ TV သတင်းတွေမှာသမ္မတရဲ့နာမည်နဲ့မျိုးရိုးနာမည်ကိုကြီးညာရမှာအမ်မလီရဲ့နာမည်နဲ့သွားတိုက်ဆိုင်နေလို့ပဲဖြစ်ပါတယ်။ခုချိန်မှာတော့အမ်မလီဟာအချင်းခန်းထဲကိုအဆောင်ကျက်တွေနဲ့ပြန်ပြီးခေါ်ခံနေရတယ်။ဒါပေမဲ့သူတို့ကိုဖမ်းခေါ်လာတဲ့အဆောင်ကတယောက်ပဲရှိတာကိုသူမကသတိထားမိသွားပြီးတပ်တော်ဆောင်ဟော့နဲ့တူအဲ့ဒီလူကိုနှိမ်နှင်းမှုတိုင်ပင်ခဲ့ကြတယ်။ကန်ကောင်းကျင်တော့စနိုးကကွက်တိရောက်လာပြီးအဆောင်ကိုအတူတူရှင်းပစ်လိုက်နိုင်ခဲ့တယ်။ဒါပေမဲ့အမ်မလီကတော့စနိုးကဘယ်သူလဲဆိုတာကိုမသိတဲ့အတွက်ခေါင်းကိုဆွဲထုတ်ပစ်လိုက်တယ်။ပြီးတော့အမ်မလီနဲ့ဟော့တို့ဟာအခန်းတစ်ခန်းထဲကိုဝင်ပြေးသွားပြီးတကားကိုချက်ချပိတ်ထားလိုက်ကြတယ်။စနိုးကလည်းခုချိန်မှာသမ္မတရဲ့သမီးကဘေးကင်းနေပြီဖြစ်လို့သူမကိုလာခေါ်ဖို့အတွက်စစ်တပ်ကိုလွှတ်လိုက်လို့ရပြီဆိုပြီးပြန်လည်သတင်းပို့ခဲ့တယ်။ဒါပေမဲ့အမ်မလီရဲ့ခန္ဓာကိုကျန်းမာရေးအခြေအနေကိုစောင့်ကြည့်နေတဲ့အရာရှိစကော့တို့ကတော့သူမသွေးထွက်လွန်နေပြီးဒီတိုင်းသာဆက်ထားရင်တည်သွားနိုင်တယ်ဆိုတာကိုတွေးရှိသွားခဲ့တယ်။ဒါကြောင့်စနိုးကိုသူမကိုမြန်မြန်ခေါ်ထုတ်လာဖို့မူလအစီအစဉ်တိုင်းဆက်လုပ်ဖို့ပြောခဲ့တယ်။သူတို့ကအမ်မလီတို့ပုံနေတဲ့အခန်းထဲကိုအနောက်ဘက်လေဝင်လေထွက်ပိုက်လိုင်းကနေတဆင့်ဝင်သွားဖို့လမ်းညွှန်ပေးခဲ့တယ်။အဲလက်စ်တို့အုပ်စုအရှိတကားကိုမဖွင့်နိုင်ခင်မှာအမြန်ဝင်သွားဖို့ပြောခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစနိုးဟာစကားနားထောင်ရင်းနဲ့သူ့ရဲ့တငယ်ချင်းမက်ရှိနေတဲ့နေရာကိုလည်းလိုက်ရှာနေခဲ့တယ်။မက်ရှိတဲ့နေရာကိုသိရပြီးတဲ့နောက်မှာတော့စနိုးဟာအမ်မလီကိုအရင်ဆုံးသွားကူညီဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီချိန်မှာအောက်ဆီဂျင်ခန်းထဲကိုရောက်နေတဲ့အမ်မလီတို့ဘက်မှာတော့အခန်းထဲကအောက်ဆီဂျင်ဟာလူ2ယောက်စာအတွက်မလုံလောက်တော့တဲ့အခြေအနေဖြစ်လာခဲ့တယ်။ဒါကြောင့်ဟော့ကအမ်မလီတယောက်ပဲအသက်ရှင်သန်နိုင်ဖို့အတွက်သူ့ကိုယ်သူတနက်နဲ့ပြစ်သက်ပြီးအသက်ပေးသွားခဲ့တော့တယ်။ဒါပေမဲ့လည်းအောက်ဆီဂျင်ပမာဏကအရန်နည်းလာတဲ့အတွက်အမ်မလီတယောက်သတိလေးမေ့မျောသွားခဲ့ရတယ်။ကန်ကောင်းချင်တော့စနိုးကအချိန်မီရောက်လာပြီးသူမကိုကယ်တင်နိုင်ခဲ့တယ်။ပြီးတဲ့နောက်စနိုးကသူမကိုပြုစုကူသပေးပြီးအမ်မလီကိုရေးပေါ်ကယ်ဆယ်ရေးရင်ရှိရာကိုခေါ်သွားဖို့အတွက်ဒီအခန်းထဲကနေခေါ်ထုတ်လာခဲ့တယ်။ဒါပေမဲ့အဲလက်စ်တို့ဘက်ကဆက်သွယ်ရေးအင်ဂျင်နီယာကိုစနိုးနဲ့စစ်စင်ရေးဌာနချုပ်တို့ကြားကဆက်သွယ်ရေးလိုင်းကိုဖျက်တောက်ခိုင်းလိုက်ပြီးသူတို့လည်းအောင်မြင်နဲ့ဖျက်တောက်နိုင်ခဲ့ကြတယ်။အခုဆိုရင်စနိုးတယောက်ဟာရီနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီနောက်စနိုးကအမ်မလီကိုဒဏ်ရာဆေးထည့်ပေးခဲ့တယ်။ဒဏ်ရာဆေးထည့်ပေးနေတော့အမ်မလီကစနိုးကိုတခြားလူတွေကိုပါသွားကယ်ပေးဖို့ပြောခဲ့ပေမဲ့စနိုးကတော့သူမကိုစိတ်ကူးရင်မနေဖို့တားလိုက်ပြီးနေရာကလည်းမလောက်တဲ့အတွက်လူတိုင်းကိုမကယ်တင်နိုင်ဘူးလို့ပြန်ပြောခဲ့တယ်။သူမကိုပြုစုကူသပေးပြီးတဲ့နောက်စနိုးကသူမစီကိုတနက်တလက်နဲ့မြေပုံတစ်ခုပေးလိုက်ပြီးအရေးပေါ်ကယ်ဆယ်ရေးရင်စီကိုသွားပြီးမောင်းထွက်သွားဖို့ပြောခဲ့တော့တယ်။စနိုးကတော့မစ်ကိုဆက်ရှာဖို့အတွက်လမ်းခွဲဖို့ပြင်လိုက်တယ်။ဒါပေမဲ့သူတို့ညောက်လမ်းခွဲခါနီးချိန်မှာပဲအဲလက်စ်ကကျင်းသားအားလုံးကိုအမ်မလီကိုလိုက်ရှာဖို့ကြီးညာလိုက်ပြီးသူမရဲ့ပုံကိုလည်းထုတ်ဖော်ပြလိုက်တာကြောင့်စနိုးနဲ့အမ်မလီတို့ဟာသူတို့ညောက်သာလမ်းခွဲလိုက်ရင်အမ်မလီတယောက်လုံးဝအသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုတာကိုရိပ်မိသွားပြီးနောက်ဆုံးမှာတော့အတူတူဆက်သွားဖို့ပဲဆုံးဖြတ်လိုက်ကြတယ်။ဒါပေမဲ့ဆက်သွားဖို့အတွက်စနိုးကအမ်မလီရဲ့ရုပ်ရည်ကိုကြည့်ပြီးဒီတိုင်းဆိုရင်တော့ဘယ်လိုမှလွတ်နိုင်မှာမဟုတ်ဘူးလို့တွေးမိတာကြောင့်သူမကိုရုပ်ဖြတ်ဖို့အတွက်ခေါ်သွားခဲ့တယ်။သူမကိုအကျဉ်းသားဝစ်စုံဝစ်ခိုင်းပြီးသပင်ကိုလည်းအတင်းဖြတ်ခိုင်းခဲ့တယ်။ပြီးတော့ဆက်စီကော်ဖီနဲ့ရေကိုရောဆက်ပြီးအမ်မလီရဲ့သပင်ကိုအမဲရောင်ဆိုးပေးလိုက်တယ်။ဒါတွေပြီးသွားတဲ့ချိန်မှာတော့အမ်မလီတယောက်သပင်နဲ့အကုန်အဖြတ်ခံလိုက်ရတဲ့အတွက်အရန်ကိုစိတ်တူဒေါသထွက်သွားခဲ့ရတယ်။အဲ့ဒီနောက်စနိုးကအမ်မလီရဲ့မျက်နှာကိုကြည့်ပြီးတခုခုလိုနေသေးတယ်လို့ပြောကာသူမရဲ့မျက်နှာကိုလက်သီးနဲ့ခပ်ပြင်းပြင်းတစ်ချက်ထိုးချလိုက်တော့တယ်။အမ်မလီကိုတကိုယ်လုံးရားစရာမရှိအောင်ရုပ်ဖြတ်ပေးပြီးတဲ့နောက်စနိုးကမစ်ကိုလိုက်ရှာဖို့အတွက်သူမကိုအကျဉ်းသားတွေရှိရာဇုံထဲကိုခေါ်သွားခဲ့တယ်။ဒါပေမဲ့အကျဉ်းသားတွေကစနိုးနဲ့အမ်မလီကိုဝင်ပြီးရန်ရှာခဲ့ကြတဲ့အတွက်သူတို့နှစ်ယောက်ဟာအသက်လုပြီးတစ်ခါပြေးခဲ့ကြရပြန်တယ်။ကန်ကောင်းချင်တော့တရားရောက်ကတကားဖွင့်ပေးခဲ့လို့လွတ်မြောက်သွားခဲ့ရပြီးအဲ့ဒီလူကတော့တခြားသူမဟုတ်ပဲမစ်ပဲဖြစ်ပါတယ်
ဒါပေမဲ့သူတို့လွတ်မြောက်လာပြီးတဲ့နောက်မှာတော့မစ်စာအရင်လိုမဟုတ်တော့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်အေးခဲခံထားရတဲ့ဒဏ်ကြောင့်သူ့ရဲ့အသိစိတ်တွေပျောက်ဆုံးကုန်ပြီးအခုဆိုရင်စိတ်မမှန်တော့တဲ့အပြင်စနိုးကိုတော့မမှတ်မိတော့တဲ့အခြေအနေဖြစ်နေခဲ့တယ်စနိုးကမစ်ကိုသူအပ်ထားတဲ့လျှို့ဝှက်အိတ်ကိုဘယ်မှာထားလဲဆိုပြီးစူးစမ်းမေးမြန်းခဲ့ပေမဲ့မစ်ကတော့ဘာတွေပြောနေမှမသိအောင်စကားတွေထိထိငေါငေါဖြစ်နေခဲ့တယ်တစ်ဖက်မှာလည်းအဲလက်စ်တို့လူစုကသူတို့ရှိရာကိုနီးကပ်လာပြီးမို့စနိုးလည်းမစ်နဲ့အမ်လီတို့ကိုခေါ်ပြီးအမြန်ပြေးခဲ့ရပြန်တယ်ဒါပေမဲ့သူတို့ထွက်ပြေးနေကြတုန်းမှာပဲဂျိုတခုကသူတို့ရှိရာဘက်ကိုပြန်တန်းဝင်တိုက်ခဲ့တာကြောင့်တကားတွေပိတ်သွားခဲ့ပြီးမစ်နဲ့စနိုးအမ်လီတို့လမ်းခွဲသွားခဲ့ရတယ်မစ်ကတော့တစ်ဖက်ချမ်းမှာတယောက်တည်းပိတ်မိကြံခဲ့ရတာပါစနိုးဟာအပြင်ဘက်မှာကြံခဲ့တဲ့မစ်ကိုကယ်ဖို့အတွက်တကားဖွင့်ဖို့နီးလန်းရှာခဲ့တယ်ဘာလို့လဲဆိုတော့မစ်သာဒီတိုင်းပြင်မှာကြံနေခဲ့ရင်အေးဒဏ်ကြောင့်အေးခဲတီဆုံးသွားမှတေချာလို့ပဲဖြစ်ပါတယ်ဒီချိန်မှာမစ်ကတခုခုကိုသတိရသွားခဲ့ပုံရတယ်သူကအမ်မလီကိုအိမ်နဲ့ပတ်သက်တဲ့အချက်လက်တွေနဲ့စကားဝတ်လျှို့ဝှက်ကုတ်တွေကိုပြောပြခဲ့တယ်အဲဒီနောက်စနိုးကတကားကိုဖွင့်ဖို့အပြေးလွှားစူးစမ်းခဲ့ပေမဲ့လည်းအချိန်မမီတော့ပဲမစ်စာအာဂါသရဲ့အလွန်မင်းအေးဆက်တဲ့ဒဏ်ကြောင့်အသက်ပြောက်ပြီးတေဆုံးသွားခဲ့ရပြီဖြစ်ပါတယ်စနိုးလည်းသူ့ရဲ့တငယ်ချင်းကောင်းတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက်အတော်လေးကိုဝမ်းနည်းပြီးထိုင်နေခဲ့တယ်အမ်မလီကလည်းစနိုးကိုလာပြီးနှင်းသိမ့်ပေးခဲ့တယ်မစ်ဖြစ်သွားတဲ့ခြေနေကအေးခဲစနစ်ကြောင့်အုံနောက်အာယုံကျော်ဆဲအမြေးပါးတွေပြက်စီးသွားတဲ့လက္ခဏာဖြစ်တဲ့အကြောင်းသူမဒီနေရာကိုလာရတဲ့ရည်ရွယ်ချက်ကလည်းဒီအကြောင်းအရာတွေကိုလေ့လာပြီးအကျဉ်းသားတွေပေါ်မှာမတရားတဲ့ဒီစနစ်ဆိုးကိုအဆုံးသတ်ဖို့အတွက်ဖြစ်တဲ့အကြောင်းပြောပြခဲ့တယ်ဒါပေမဲ့စနိုးကတော့ဒါတွေကိုစိတ်မဝင်စားပဲသူ့ရဲ့မစ်ရှင်အောင်မြင်ဖို့အတွက်အမ်မလီကိုဒီနေရာကနေအမြန်ဆုံးခေါ်သွားဖို့ပဲကြိုးစားခဲ့တယ်။တစ်ဖက်မှာလည်းအရာရှိစကော့စီကိုဂျိုဒူတစ်ခုက MS1 ကိုဝင်တိုက်သွားတယ်ဆိုတဲ့သတင်းရောက်လာခဲ့တယ်။ဒါပေမဲ့အမှန်တိုင်းပြောရရင်တော့ထိန်းချုပ်မဲ့သူမရှိတဲ့အတွက် MS1 အာဂါသအကျဉ်းထောင်ကြီးကပဲဂျိုဒူကိုသွားတိုက်မိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲ MS1 ဟာသူ့ရဲ့ကိုယ်ပိုင်ပတ်လန်းကြောင်းတွေကနေသွေဖယ်ထွက်သွားခဲ့ပြီးနောက်ထပ်၈နိုင်အတွင်းမှာပဲကဘာမြေပေါ်ကိုပြတ်ကျတော့မဲ့အခြေအနေဆိုးရွားလုံးတဲ့သတင်းစိုးကြီးဖြစ်လာခဲ့ရတယ်။တစ်ချိန်တည်းမှာပဲစနိုးဟာအမ်မလီကိုရေးပေါ်ကယ်ဆယ်ရေးယာဉ်ရှိရာကိုခေါ်လာပြီးရင်ပေါ်တင်ပေးဖို့ပြင်ဆင်ခဲ့တယ်။ဒါပေမဲ့ရေးပေါ်ကယ်ဆယ်ရေးယာဉ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ထိုင်ကုန်ကတခုံနဲ့ပဲရှိနေတာတွေ့လိုက်ရတယ်။ဒါကိုမြင်လိုက်တာနဲ့စနိုးတယောက်ဒါဟာသူ့ကိုသေတွင်းနဲ့လွှတ်လိုက်တဲ့အစိုးရရဲ့စောကလေးကကြံစီထားတဲ့အစီအစဉ်ပဲဆိုတာချက်ချင်းသိသွားခဲ့တယ်။ဒါကြောင့်စနိုးဟာအခြားအရေးပေါ်ယာဉ်တစ်စီးရှိသေးတယ်ဆိုပြီးအမ်မလီကိုလိန်ညာပြီးတော့သူမကိုအရင်ဆုံးထွက်ခွာခိုင်းခဲ့တယ်။အမ်မလီရင်ပေါ်ကိုတက်ပြီးထွက်သွားတဲ့အချိန်မှာတော့စနိုးဟာဘာမှမလုပ်ပဲဒီတိုင်းပဲထိုင်ကြည့်နေခဲ့တယ်။ဘာလို့လဲဆိုတော့တခြားကယ်ဆယ်ရေးယာဉ်ဆိုတာတကယ်မရှိလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတစ်ခုကဖြစ်ပျက်လာခဲ့တယ်။တကယ်တော့အမ်မလီဟာအဲ့ဒီကယ်ဆယ်ရေးယာဉ်ပေါ်ကိုတက်မသွားခဲ့ဘူး။သူမကပြန်ဆင်းလာခဲ့ပြီးစနိုးကိုကမ်းလှမ်းချက်တစ်ခုလုပ်ခဲ့တယ်။သူမကဒီနေရာမှာရှိတဲ့တစားကန်အားလုံးကိုကူညီပေးဖို့တောင်းဆိုခဲ့ပြီးအပြန်အလှန်နေနဲ့မစ်မသေးခင်ကသူမကိုပြောသွားခဲ့တဲ့လျှို့ဝှက်အိတ်ရဲ့တီနေရာကိုပြောပြမယ်လို့ပြောခဲ့တယ်။ဒါကြောင့်စနိုးလည်းအမ်မလီကိုကူညီဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ဘဲသဘောတူခဲ့ရတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဟိုက်ဒဲဟာသူတို့စီကိုဆက်သွယ်လာပြီးအမ်မလီဘယ်မှာရှိနေလဲဆိုတာကိုမေးလာခဲ့တယ်။အကယ်၍အမ်မလီကမပြောဘူးဆိုရင်တစားကန်တွေကိုတယောက်ပြီးတယောက်တပ်ပစ်မယ်လို့ချိန်ချောက်ပြီးတစားကန်နှစ်ယောက်ကိုမျက်စိရှိတင်ပစ်တက်ပြခဲ့တယ်။တစားကန်တွေကိုကဲတင်ချင်နေတဲ့အမ်မလီကလည်းသူမဟာတတိယထပ်မှာရှိနေကြောင်းဝန်ခံပြောပြလိုက်ပေမဲ့သူမပြောပြီးတာနဲ့တပြိုင်နက်ဟိုက်ဒဲဟာကျန်တဲ့တစားကန်တွေအားလုံးကိုပါတပ်ပစ်လိုက်တော့တယ်။ဒါကြောင့်မို့စနိုးဟာလူဆိုးတွေတို့ရှိရာကိုရောက်လာပြီးတပ်ပစ်တော့မှဖြစ်တဲ့အတွက်အမ်မလီကိုခေါ်ပြီးအဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးခဲ့ရတယ်။အမ်မလီကတော့တစားကန်တွေကိုကယ်တင်ဖို့စူးစမ်းခဲ့ပါလျက်နဲ့အားလုံးအသက်ခံလိုက်ရတဲ့အတွက်အလုံးမဲ့ဝမ်းနည်းနေခဲ့ရတယ်။ဒါပေမဲ့သူတို့ထွက်ပြေးရင်လမ်းမှာအကျဉ်းသားတွေကိုရက်ရက်ဆက်ဆက်ဓာတ်ခွဲစမ်းသပ်နေတဲ့စမ်းသပ်ကန်တစ်ခုစီရောက်သွားခဲ့တယ်။သူတို့နှစ်ယောက်စကားပြောနေကြတုန်းမှာပဲစနိုးရဲ့နောက်ကနေတနက်နဲ့လာချိန်တာခံလိုက်ရတယ်။ဒါကတော့တခြားသူမဟုတ်ပဲလူစုကောင်းဆောင်အဲလက်စ်ပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့စနိုးဟာအကွက်မှားပြီးတနက်ထိမှန်သွားကဒက်လီကာတွင်းထဲကိုပြုတ်ကျသွားခဲ့ရသလိုအမ်မလီကတော့ဖမ်းဆီးခြင်းခံလိုက်ရတယ်။အဲလက်စ်ဟာအမ်မလီကိုတစားကန်တွေထားရှိတဲ့အခန်းထဲကိုခေါ်သွားခဲ့တယ်။အဲ့ဒီခန်းထဲရောက်တဲ့အခါမှာတော့အဲလက်စ်ဟာသူ့ရဲ့ညီဖြစ်သူဟိုက်ဒဲကတစားကန်တွေအားလုံးကိုတပ်ပစ်လိုက်တာတွေ့သွားပြီးအယမ်းကိုဒေါသထွက်သွားခဲ့တယ်။ဒါကြောင့်ညီဖြစ်သူကိုပါရိုက်ဆုံးမလိုက်ပြီးနောက်ဆက်သွယ်ရေးစနစ်ကိုပြန်ဖွင့်ပြီးသမ္မတစီကိုချက်ချင်းဆက်သွယ်ခဲ့တယ်။ဆက်သွယ်ရေးစနစ်ပြန်ပွင့်လာတာနဲ့တပြိုင်နက်အရာရှိဟာရီကစနိုးစီကိုချက်ချင်းလှမ်းပြီးဆက်သွယ်ခဲ့တယ်။ကံကောင်းစွာနဲ့ပဲစနိုးဟာသိမသွားခဲ့ဘူး။တနက်ကြီးစံတွေကသူ့ရဲ့ကြီးကအင်ဂျီပေါ်ကိုပဲထိမှန်ခဲ့လို့ဖြစ်ပါတယ်။ဟာရီကအမ်မလီရဲ့ခြေနေကတော်တော်လေးကိုဆိုးရွားနေပြီးကဲတင်ဖို့အချိန်မမီတော့ဘူး။မကြခင်မှာတည်သွားလိမ့်မယ်လို့ပြောပြခဲ့တယ်။ဒါအပြင်စနိုးကိုလည်းဒီညကနေအမြန်ဆုံးထွက်ပြေးဖို့ကိုးထမ်းမြောက်မှာအာဂါသဝစ်စုံတွေရှိနေတာကြောင့်အဲ့ဒီဝစ်စုံတွေကိုဝစ်ဆင်ပြီးအာဂါသရင်ပေါ်ကနေခုန်ချလိုက်ဖို့နဲ့သူတို့ဘက်ကနေလာကြိုဖို့လူလွတ်ထားပေးမယ်လို့ပြောခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီအကျဉ်းထောင်ကြီးဟာကဘာမြေပေါ်ကိုပြတ်ကျတော့မှမှုပဲဖြစ်ပါတယ်။စနိုးကလည်းโอเคလို့ပြန်ဖြေလိုက်တယ်။အဲ့ဒီနောက်မှာတော့အမ်မလီရဲ့အော်ဒန်ထွက်ပေါ်လာခဲ့ပြီး
Alex ကသူမရဲ့အဖေကိုစစ်စင်ရေးတွေအားလုံးကိုရပ်တန့်လိုက်ဖို့ဖိအားပေးပြောခိုင်းနေခဲ့တယ်။အကယ်၍စစ်စင်ရေးကိုသာစတင်လိုက်ရင်တော့ဒီအာဃာတရင်ပေါ်မှာရှိတဲ့သူတွေအားလုံးတည်သွားကြလိမ့်မယ်လို့ချင်းချောင်းနေတာဖြစ်ပါတယ်။ဒါပေမဲ့အမ်မလီကတော့သူမရဲ့အဖေကိုလူတွေအားလုံးတည်ကုန်ကြပြီမို့စစ်စင်ရေးကိုချက်ချင်းစတင်လိုက်ဖို့ပဲအော်ပြောလိုက်တယ်။သမရကြီးကဒါကိုကြားလိုက်ရတဲ့အခါသူ့သမီးလေးတည်သွားမှကိုစိုးရိမ်ပြီးစစ်စင်ရေးကိုစတင်ဖို့ညှင်းဆန်ခဲ့တယ်။ဒါကြောင့် Scott ကသမရကြီးဟာအများကျိုးထက်ကိုရီးကိုတာကိစ္စကိုပိုပြီးဦးစားပေးနေတဲ့အတွက်သူ့ကိုယာရုကနေယာယီဖယ်ရှားလိုက်ပါတော့တယ်။အခုချိန်မှာသမရကြီးစီမှာဘာလုတ်ပိုင်ခွင့်အာဏာမှမရှိတော့တာကြောင့် Scott ကအာဃာတရင်ပေါ်မှာရှိတဲ့သူတွေအားလုံးတည်သွားစေဖို့အတွက်တိုက်ခိုက်ရေးစစ်စင်ရေးကိုချက်ချင်းပဲခွင့်ပြုပေးလိုက်တယ်။အဲ့ဒီချိန်မှာ Hyde က Alex ကိုဒီမိန်းမကိုတော့သူပဲယူလိုက်တော့မယ်လို့ပြောခဲ့ပေမဲ့ Alex ကတော့သူမကိုသွားမရှုပ်ဖို့တားမြစ်ခဲ့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စကားများရန်ဖြစ်ခဲ့ကြပြီး Hyde ကသူ့ရဲ့အကိုအရင်ဖြစ်သူ Alex ကိုတပ်ပစ်လိုက်တဲ့အပြင်ကျန်တဲ့အကျဉ်းသားအဖော်တွေကိုပါတယောက်မကျန်လိုက်သက်လိုက်တာကြောင့်သူတယောက်တည်းပဲကြံရစ်ခဲ့တော့တယ်။ပြီးတော့သူကအမ်မလီကိုဆက်သက်ဖို့အတွက်ဖမ်းဆွဲလိုက်ပေမဲ့တော်သေးတာကစနိုးကရောက်လာပြီးတားဆီးလိုက်ကဟိုက်ဒဲကိုအပိသက်နှိမ်နှင်းလိုက်နိုင်တယ်။တစ်ဖက်မှာလည်းအပြင်ကစစ်ကူတပ်ဖွဲ့တွေဟာဒီအကျဉ်းထောင်ရဲ့ပတ်ပတ်လည်မှာရှိနေတဲ့လုံခြုံရေးစနစ်တွေနဲ့အမြောက်ကြီးတွေကြောင့်တော်တော်လေးကိုအသေးအံတိုက်ခိုက်နေရတယ်။စနိုးကတော့အမ်မလီကိုခေါ်ပြီးကဘာမြေပေါ်ကိုခုန်ချဖို့အတွက်အာဃာတဝစ်စုံတွေဝစ်ခိုင်းခဲ့တယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်လုံးဝေဟင်မှာလေဟုန်စီရီးလေးခိုကရင်နဲ့ကဘာမြေစီခုန်ချလိုက်ကြတော့တယ်။ဒါပေမဲ့လန်ကီးမှာပဲအမ်မလီကသတိလစ်သွားခဲ့တာကြောင့်ကဘာလေတုအလွှာကိုဖျက်ကျော်ပြီးတဲ့နောက်မှာတော့စနိုးကသူမရဲ့အာဃာတဝစ်စုံကိုချွတ်ပစ်ဖို့ကြိုးစားခဲ့ရတယ်။နောက်ဆုံးမှာတော့စနိုးကအမ်မလီကိုအချိန်မီဖမ်းဆွဲနိုင်ခဲ့ပြီးကဘာမြေပေါ်ကိုဘေးကကင်းနဲ့ဆင်းသက်နိုင်ခဲ့တယ်။စနိုးကသူမကိုနိုးလာအောင်ကြိုးစားပြီးနှိုးလိုက်တဲ့အတွက်နောက်ဆုံးမှာတော့အမ်မလီကနိုးလာခဲ့ပေမဲ့စနိုးကတော့ဝိုင်းဖမ်းတာကိုခံလိုက်ရတော့တယ်။အဲ့ဒီနောက်မှာတော့ဇလန်ကရက်နေငယ်ကြာပြီးတဲ့နောက်ပိုင်းကိုကူးပြောင်းသွားခဲ့ပါတယ်။အမ်မလီယာဆေးရုံမှာရှိနေခဲ့ပြီးအဲ့ဒီနောက်မှာတော့ Miss ပြောပြခဲ့တဲ့အတိုင်းလော်ကာစီကိုသွားခဲ့တယ်။နောက်ဆုံးမှာတော့သူမဟာအဲ့ဒီလျှို့ဝှက်အိတ်ကိုအောင်မြင်စွာနဲ့သွားရောက်ယူဆောင်နိုင်ခဲ့တယ်။ပြီးတော့သူမဟာသမရသမီးဆိုတဲ့အရှိန်အဝါကိုသုံးပြီးအခင်းဖြစ်ပွားခဲ့တဲ့ CCTV ကင်မရာခန်းကိုသွားရောက်ကြည့်ရှုခွင့်တောင်းခဲ့တယ်။အဲ့ဒီခန်းတွေကသက်သေတွေအရစနိုးဟာသူ့တငယ်ချင်းကိုပြစ်တက်ခဲ့တဲ့တရားခံလို့ဆွဆွဲခံထားရပေမဲ့တကယ်တော့အဲ့ဒါကကြေးမုံမှန်ရဲ့ရောင်ပြန်ဟပ်မှုတစ်ခုပဲဖြစ်နေတယ်။တကယ်တော့စနိုးကတခြားတစ်ယောက်ကိုတနက်နဲ့ချိန်ထားတာဖြစ်ပြီးတခြားသူတဦးကသာစနိုးရဲ့တငယ်ချင်းကိုပြစ်တက်ခဲ့တာပါ။ဒါပေမဲ့မှန်တဲ့ကရောင်ပြန်ဟပ်မှုကြောင့်စနိုးကိုယ်တိုင်သူ့တငယ်ချင်းကိုပြစ်တက်လိုက်သလိုမျိုးဖြစ်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်အမ်မလီဟာဒီအချက်လက်တွေအားလုံးနဲ့အတူလျှို့ဝှက်အိတ်ကိုပါသူမရဲ့အဖေသမရာကြီးစီကိုယူဆောင်သွားပေးခဲ့တယ်။ဇလန်ကတော့စနိုးနဲ့အရာရှိဟာရီတို့ရှိရာကိုပြန်လည်ကူးပြောင်းသွားခဲ့တယ်။စနိုးကဟာရီစီကိုလာခဲ့ပြီးလျှို့ဝှက်အိတ်ကိုရရှိခဲ့ပြီးဖြစ်ကြောင်းပြောပြခဲ့တယ်။စနိုးကလျှို့ဝှက်အိတ်ကိုဟာရီရှိမှချပေးလိုက်တာနဲ့ဟာရီကအဲ့ဒီအိတ်ကိုသတိလက်လွတ်နဲ့ချက်ချင်းပဲလွယ်လွယ်ကူကူဖွင့်လိုက်နိုင်တယ်။ဒါပေမဲ့အိတ်ထဲမှာတော့ဘာမှရှိမနေခဲ့ပါဘူး။အဲ့ဒီချိန်မှာစနိုးကမင်းကဒီစကွက်ကိုဘယ်လိုလုပ်သိနေတာလဲ။တော်တော်လေးအံ့ဩဖို့ကောင်းတာပဲလို့ပြောလိုက်ပါတော့တယ်။ဒါဟာဖရန့်စီကနေအချက်လက်တွေယူခိုင်းပြီးဖရန့်ကိုတပ်ပစ်ဖို့အတွက်နောက်ွယ်ကနေခိုင်းစေခဲ့တဲ့တရားခံအစ်စ်ဟာဟာရီဖြစ်တယ်ဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဟာရီကဖမ်းခံလိုက်ရပြီးစနိုးကတော့အပြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့တဲ့အတွက်ချက်ချင်းပဲပြန်လည်လွတ်မြောက်လာခဲ့တယ်။စနိုးတယောက်ထောင်ထဲကနေလွတ်လာပြီးတာနဲ့ဖရန့်သူစီမှာအပ်ထားခဲ့တဲ့မီးကျစ်အိမ်လေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီမီးကျစ်ထဲမှာအချက်လက်တွေသိမ်းဆည်းထားတဲ့ memory card တစ်ခုရှိနေခဲ့ပြီးဒါကတကယ်လျှို့ဝှက်အချက်လက်အစစ်မှန်တွေဟာစနိုးစီမှာပဲအမြဲတမ်းရှိနေခဲ့တဲ့ဆိုတဲ့အဓိပ္ပာယ်ပါပဲပြီးတော့စနိုးကိုလမ်းမှာဖြတ်ပြီးစောင့်ကြိုနေတဲ့သူကတော့အမ်မလီပါသူမကစနိုးရဲ့နောက်ကျောင်းကိုရေးရဆိုရင်အချက်လက်တွေကိုသူမစုံစမ်းထောက်လှမ်းခဲ့ပြီးပြီလို့ပြောခဲ့ပြီးစနိုးရဲ့နာမည်ရင်းဟာတကယ်တော့စနိုးမဟုတ်ပဲမာရီယန်ဖြစ်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ညောင်ကလမ်းလျှောက်ရင်းစကားတွေတွတ်ပြောနေရင်းနဲ့ပဲရုပ်ရှင်ဇာတ်ကားလေးဟာလေဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါတော့တယ်ဟုတ်ကဲ့ log out ဆိုတဲ့အာဃာတထောင်ဖောက်တဲ့ကားလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒီဇက်လန်လေးကိုအားလုံးပဲသဘောကျနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ထပ် action ဇာတ်ကားပေါင်းများစွာကိုလည်းအမြင်မပြတ်ကြည့်ရှုနိုင်ဖို့ channel လေးကို subscribe လုပ်ပေးခဲ့နိုင်ပါတယ်ခင်ဗျာဒီရုပ်ရှင်ဟာ IMDb မှာ6.1 မှတ်ရရှိထားပြီးခရမ်းကျင်သီးမှာတော့ဝေဘိန်းသမားတွေရဲ့ထောက်ခံမှု38%သာရရှိခဲ့ပေမဲ့ sci-fi action ပရိသတ်တွေကြားမှာတော့49%နဲ့စိတ်အပန်းပြေကြည့်ရှုလို့ကောင်းတဲ့ရုပ်ရှင်ကားအဖြစ်နဲ့အသိမှတ်ပြုခြင်းခံခဲ့ရပါတယ်အာဃာတနောက်ခံသိပ္ပံအရှင်သဲထိတ်ရင်ဖို့မျိုးစားဖြစ်ပြီးကဘာမြေပြင်ပြင်ပအာဃာတတွေမှာဆောက်လုပ်ထားတဲ့လုံခြုံရေးအဆင့်မြင့်ဆုံးကျင်းထောင်ကြီးကိုလူဆိုးတွေကစီးနှင်းထိန်းချုပ်လိုက်တဲ့အခါထောင်ထဲမှာပိတ်မိနေတဲ့သမ္မတရဲ့သမီးဖြစ်သူကိုတယောက်တည်းအသက်လူသွားရောက်ကယ်တင်ရမယ်အာဂျန်ရှာဂျန်နဲ့အေဂျင့်ဟောင်းတူရဲ့မစ်ရှင်ကိုပုံဖော်ထားတဲ့ရုပ်ရှင်ကားကောင်းတကားပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကိုတိတ်ခမ်းတဲ့ The Fifth Element ရဲ့ဖန်တီးရှင်ကဘာကျော် action director ကြီး Luke Besson ကဇက်လန်ရေးသားပြီး Iris Writer ဇုံတွဲဖြစ်တဲ့ဂျိမ်းမတ်တာနဲ့ Stephen Singh ဂါလီတို့ကပထမဆုံးအကြိမ်ပူးတွဲရိုက်ကူးထားတာဖြစ်ပါတယ်
CIA အေဂျင့်ဟောင်စနိုးဖြစ်တဲ့မင်းသားဂိုင်းပီယက်ကအမိုက်စာပုံစံနဲ့ပါဝင်တရုပ်ဆောင်ထားပြီးသမရရဲ့သမီးဖြစ်သူအမ်မလီဖြစ်ထိတ်ကန်ရုပ်ရှင်တွေကသမီးဖြစ်သူမင်းသမီးမက်ကီဂရေးစ်ကပါဝင်အားဖြည့်ထားပါတယ်။ထောင်မင်းသားဗီလင်ညီကိုနေရာမှာတော့ဗင်းစင်ရီဂန်နဲ့ယူးကြောင်ကြောင်လူသက်သမားအဖြစ်ဂျိုးဆက်ဂီဂန်တို့ကတရုပ်ဆောင်ထားကြပါတယ်။အနာဂတ်2089ခုနှစ်ကမ္ဘာမြေပြင်ထက်အာကာသထဲမှာ MS-1 လို့ခေါ်တဲ့အန်ဒီရဲ့အရှိဆုံးကျင်းသားတွေကို AK စနစ်နဲ့ထိန်းသိမ်းထားတဲ့အီယာမအာကာသအကျဉ်းထောင်ကြီးစီကိုသမရရဲ့သမီးဖြစ်သူအမ်မလီကအကျဉ်းသားအခွင့်အရေးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုမစ်ရှင်နဲ့တွားရောက်စစ်ဆေးရာကနေစတင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ဆေးနေစဉ်အတွင်းစိတ်မမှန်တဲ့ထောင်သားတယောက်ရဲ့လှည့်ကွက်ကြောင့်အကျဉ်းသားတွေအားလုံးနိုးထလာပြီးထောင်ကြီးတစ်ခုလုံးကိုလူဆိုးတွေကစီးနှင်းထိန်ချုပ်ကသမရသမီးကိုတစားကန်လှုပ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းကမ္ဘာမြေပြင်ကသစ္စာဖောက်မှုနဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးခံလိုက်ရတဲ့ CIA အေဂျင့်ဟောင်စနိုးကိုအစိုးရကကမ်းလှမ်းချက်တစ်ခုပေးလာပါတယ်။အဲ့ဒါကတော့ MS-1 ထောင်ကြီးတဲကိုတယောက်တည်းလျှို့ဝှက်ကျူးကျော်ဝင်ရောက်ပြီးသမရသမီးကိုအပြန်ဆုံးကယ်ထုတ်ပေးနိုင်ရင်သူ့ရဲ့ပြစ်မှုအလုံးကိုလူငင်းချမ်းသာခွင့်ပေးမယ်ဆိုတာပါပဲ။ဒါပြင်အဲ့ဒီထောင်ထဲမှာသူ့ရဲ့အပြစ်မဲ့မှုကိုသက်သေပြနိုင်မဲ့လျှို့ဝှက်သတင်းချက်လက်တွေကိုသိထားတဲ့သူ့ရဲ့တငယ်ချင်း Miss လည်းရှိနေတာကြောင့်စနိုးကအဲ့ဒီသေတွင်းမစ်ရှင်ကိုလက်ခံလိုက်ပြီးအာကာသထောင်ကြီးတဲကလူသက်သမားထောင်ပေါင်းများစွာကြားထဲမှာတကိုယ်တော်ဝင်ရောက်ကအမ်မလီကိုအသက်လူကယ်တင်ရပုံတွေကိုရင်တမမနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဒရိုက်တာတွေဟာ80-90 ပြည့်လွန်နှစ်တွေကဂန်နဝဲအရှင်စတိုင်တိုင်းမင်းသားရဲ့ပြောင်ဆက်ဆက်စကလုံးတွေတွက်လက်တဲ့တိုက်ခိုက်မှုတွေနဲ့ဇက်အိမ်ကိုတိဆောက်ပြသွားခဲ့ပါတယ်။အထူးသဖြင့်စနိုးတယောက်အစိုးရအရာရှိတွေရဲ့စစ်ဆေးမေးမြန်းခြင်းကိုခံနေရစဉ်မှာလက်သီးနဲ့ထိုးခံနေရတာတောင်ရည်စရာဟာသစကလုံးတွေနဲ့ပြန်လည်ရွေ့ဆောင်ပြောဆိုနေတဲ့ဇက်ဝင်ခန်းမျိုးနဲ့ဇက်ရှင်အမြင့်ဆုံးပိုင်းမှာ MS-1 အာကာသထောင်ကြီးဟာလမ်းကြောင်းပြတ်ပြီးကမ္ဘာမြေပြင်ပေါ်ကိုပြတ်ကျဖို့မိနစ်ပိုင်းသာလိုတော့တဲ့အချိန်စနိုးနဲ့အမ်မလီတို့နှစ်ဦးအာကာသဝစ်စုံတွေဝစ်ပြီးလေထုတွေကိုစုံစုံစစခုန်ချလွတ်မြောက်ဖို့ကြိုးစားရတဲ့ကမ္ဘာဆွဲအားမဲ့လေဟုန်စီအရှင်ပြကွက်မျိုးတွေဟာပြိသက်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဝေဖန်ရေးဆရာတွေရဲ့အမြင်မှာတော့ဒီရုပ်ရှင်ဟာမင်းသားကာရက်ဆဲရဲ့ဂန်ဝင်ရုပ်ရှင် Escape from New York ကိုအာကာသထဲရွှေ့ပြီးပြန်ရိုက်ထားသလိုဖြစ်နေပြီးအစပိုင်းဆိုင်ကယ်မောင်းနေတဲ့ခန်းတွေမှာလည်း CGI graphic ပိုင်းအနည်းငယ်အားနည်းချက်ရှိတယ်လို့ဝေဖန်ခဲ့ကြပါတယ်။အမှန်တကယ်လဲအဆိုပါဂန်ဝင်ရုပ်ရှင်ဒါရိုက်တာဂျွန်ကာပင်တာကတရားစွဲဆိုခဲ့လို့လူဘီစင်ကရော်ကြီးပေးခဲ့ရပါတယ်။သို့တော်လဲဝေဖန်သမားအများစုကမင်းသားဂိုင်းပီရဲ့တရုပ်ဆောင်ခြင်းနဲ့ဟာသားပြက်လုံးတွေကြောင့်ရုပ်ရှင်ကပြင်းစရာမကောင်းတော့ပဲကြည့်ရှုရတာထူးခြားဆန်းသစ်တယ်လို့အသိအမှတ်ပြုခဲ့ကြပါတယ်။ပရိသတ်တွေဘက်ကတော့ဒီရုပ်ရှင်ကိုတွေးတောစရာတွေအများကြီးမလိုပဲအရှင်ပန်းပြမှုသက်သက်ကိုအပြည့်အဝပေးနိုင်တဲ့ကားကောင်းတကားဖြစ်တဲ့နှစ်သက်ကြပါတယ်။အထူးသဖြင့်ဇက်သိမ်းပိုင်းမှာစနိုးဟာသမရရဲ့သမီးကိုကယ်တင်နိုင်ခဲ့ရုံတည်းမကပဲသူ့ရဲ့အပြစ်မဲ့မှုကိုပြသမဲ့လျှို့ဝှက်ကုန်းနံပါတ်ကိုသမရသမီးစီကနေတဆင့်ပြန်လည်ရရှိသွားပြီးဇက်လန်တစ်လျှောက်လုံးရန်သူတွေကြားတယ်တစ္ဆပေါက်ကဘယ်သူလဲဆိုတာကိုလှည့်ကွက်နဲ့ဖော်ထုတ်သွားတဲ့အဆုံးသတ်ဟာပရိသတ်တွေကိုကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။သိပ္ပံဇက်လန်အလေးပင်ကြီးတွေလိုခေါင်းစားမခံပဲကဘာကျော်ဒိုင်းဟတ်စတိုင်အမိုက်စားတိုက်ခိုက်တတ်တဲ့မင်းသားတယောက်ရဲ့အာကာသထောင်ဖောက်ကယ်တင်ရေးကိုခက်ကြမ်းကြမ်းနဲ့အပန်းပြေကြီးစုခြင်းသူတွေအတွက်အလွန်ကိုလိုက်ဖက်တဲ့အရှင်ရုပ်ရှင်ကားကောင်းတကားပဲဖြစ်ပါတော့တယ်။အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုစိတ်မခတ်သူများအားလုံးကျမ်းမာပေးကြပါစေ။ကျွန်တော်ကတော့ရင်ပတ်ကြီးနဲ့တင်ဆက်သူဇေယျဖေးပဲဖြစ်ပါတယ်။